그거 저로 타이난게ချင်းရိုင်မှာရှိတဲ့ white တံပဲကိုရောက်နေတာပါဒါကတော့ဝင်ကြီးအတွက် ticket ဖြတ်တာပါတယောက်ကိုပတ်တရားပေးရပါတယ်နှစ်ပေါက်ရှိရပါတော့နှစ်ပေါက်ရှိရတဲ့ဒီမှာ foreign လို့ရေးထားတဲ့ပေါက်ကမရဘူးHello အားလုံးပဲမင်္ဂလာပါအခုတော့ကျွန်တော်တို့ထိုင်းနိုင်ငံချင်းရိုင်မြို့မှာရှိတဲ့ white တံပဲကိုရောက်နေတာပဲဖြစ်ပါတယ်ဒါတော့အခုအထဲမှာဆိုရင်သူကဗီဒီယိုရိုက်လို့မရဘူးဆိုတော့ကျွန်တော်တို့ဒီထဲကိုသွားမယ်ဆိုရင်သူကတစ်ခါတည်းခဏအိတ်ယူသွားရမှာပါဒီ white တံပဲဖျားဖူးပြီးတော့အပြင်ထွက်လာပါပြီသူကအထဲမှာဗီဒီယိုရိုက်လို့မရဘူးဆိုလို့ကျွန်တော်တို့အပြင်ကနေပြီးတော့ရိုက်လို့ရတဲ့လောက်လေးကိုအခုဒီဗီဒီယိုထဲမှာထည့်ပေးလိုက်ပါမယ်။ဟုတ်ကဲ့အားလုံးပဲနောက်ထပ်နေရာတွေမှာဘာတွေရှိသေးလဲဆိုတော့ကျွန်တော်တို့နဲ့ဆက်လက်ကြည့်ရှုပေးကြပါအောင်နော်။ဒီမှာကြည့်နော်ဒီအပေါ်ကဆွဲထားတဲ့ညောင်ရွယ်လေးတွေဆိုဘယ်တော့တောင်အသေးစိတ်ပြီးတော့ကတ်ထားလဲဆိုတာကျွန်တော်တို့က4နာရီခွဲမှရောက်တော့နိုင်ဝက်ပဲအချိန်ရတာမဟုတ်လို့ဒီမှာရတဲ့လောက်ရိုက်ခဲ့ပါတယ်ပေါ့နော်တကယ်လို့နောက်ထပ်ခီးတော်မိတ်ဆွေတွေကဒီ white temple ကိုသွားခဲ့မယ်ဟေးဆိုရင်9နာရီမထိုးခင်ကိုအချိန်တခြားချိန်ပြီးတော့သွားပါလို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီနေ့ဒီလောက်နဲ့အဆုံးသတ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဟေးဆိုရင် like and subscribe လုပ်ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်လေးတွေတင်နိုင်သိရအောင်လည်း notification ကောင်းကောင်းလေး on ထားဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဘယ်ခီးတွေကိုဆက်သွားမလဲဆိုတာလည်းနောက်ထပ်ဗီဒီယိုလေးတွေမှာကြည့်ပေးပါအောင်လို့အားလုံးနှုတ်ဆက်နေပဲကျွန်တော်တို့ရဲ့ဒီနေ့ share ခီးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ် see you in the next video ပါတတ